လို့ပြန်ရတော့မယ်အလွန်တင်လေးနဲ့နှုတ်ဆက်ခဲ့တဲ့ဌာနီကိုပြန်ရတော့မယ်ကွယ်တွေ့ဆုံးခဏတာခွဲခွာရတော့အောင်မေတ္တိရလွမ်းရပြန်လေအပြုံးနေတာပြုံးပြကနှုတ်ဆက်ရင်ပါအလွန်တည်တန်စေဒီတချင်းလေးကိုတင်ဆက်ရင်နဲ့ရှိုင်းပေါက်ဆက်အဖွဲတော်သားတွေဌာနေခရီးတို့ွယ်ဆက်သမားလေးပြန်ရပါဦးမယ်ပြန်ရတော့မယ်လွန်တင်လေးနဲ့နှုတ်ဆက်ခဲ့တဲ့ဌာနီကိုပြန်ရတော့မယ်ကွယ်တွေ့ဆုံးခဏတာခွဲခွာရတော့အောင်မေတ္တိရလွမ်းရပြန်လေအပြုံးနေတာပြုံးပြကနှုတ်ဆက်ရင်သာအလွန်တည်တန်စေဒီတချင်းလေးကိုတင်ဆက်ရင်နဲ့ရှိုင်းပေါက်ဆက်အဖွဲတော်သားတွေဌာနေခရီးတို့ွယ်ဆက်သမားလေးပြန်ရပါဦးမယ်ဒီဟာဝတိတိုင်းမဥပေမြို့နယ်ထနီးအပိုင်းအုပ်စုအလံကြီးရွာလေးကရှိုင်းပေါက်ဆက်စာတိမြေအလူပွဲနဲ့မင်္ဂလာပွဲတွေအားပေးကြတဲ့ကိုရာမိတ်ဆွေကျေးဇူးအထူးတင်ရှိပါရောင်းနောက်တစ်ခါပြန်လဲဆုံးတွေ့ခြင်းနဲ့အမှတ်တရရင်မှထားလို့ဖုံးလေးဆက်ရင်ကြိုင်မှနဲ့အခုတော့ပြန်လာနေမှုနှုတ်ဆက်တချင်းနဲ့တေးသံသာပေါက်ဆက်ရှိုင်းလို့အခွဲပြန်ရပါဦးမယ်တန်စင်တေးအလှလေးတွေနဲ့အခမ်းဖြော်ပြရတဲ့အချိန်ကလေးပြီးသွားပြီလို့ဌာနေခီးတို့ပြန်ရတော့မှဆက်သမားလေးတွေရဲ့ဘဝပါကြုံရဆုံရတွေ့ကြရတဲ့အချိန်ကလေးမှာကြည်နူးရွှင်ပြပြုံးပြပြောကြခြင်းအမတ်တရတန်ရောစုမျိုးတွေဖြစ်ကြရပြန်ကျွန်တော်တို့ရဲ့ရှိုင်းပေါက်ဆက်တေးတန်သာလူငယ်လေးအဖွဲ့ကိုဆက်သွယ်9ရန်ဒီပါလျင်ဖုံး42298399889နိုင်လင်းတို့ဆက်သွယ်9ရန်ဒီပါကြောင်းချစ်တော်တရှင်အပေါင်းတို့ခင်ဗျာပြန်ရတော့မယ်လွန်တင်လေးနဲ့နှုတ်ဆက်ခဲ့တဲ့ဌာနီကိုပြန်ရတော့မယ်ကွယ်တွေ့ဆုံးခဏတာခွဲခွာရတော့အောင်မေတ္တိရလွမ်းရပြန်လေအပြုံးနေတာပြုံးပြကနှုတ်ဆက်ရင်သာအလွန်တည်တန်စေဒီတချင်းလေးကိုတင်ဆက်ရင်နဲ့ရှိုင်းပေါက်ဆက်အဖွဲတော်သားတွေဌာနေခရီးတို့ွယ်ဆက်သမားလေးပြန်ရပါဦးမယ်ဤဟာဝတိတိုင်းမဥပေမြို့နယ်ထနီးအပိုင်းအုပ်စုအလံကြီးရွာလေးကရှိုင်းပေါက်ဆက်စာတိမြေအလူပွဲနဲ့မင်္ဂလာပွဲတွေအားပေးကြတဲ့ကိုရာမိတ်ဆွေကျေးဇူးအထူးတင်ရှိပါရောင်းနောက်တစ်ခါပြန်လဲဆုံးတွေ့ခြင်းနဲ့အမှတ်တရရင်မှထားလို့ဖုံးလေးဆက်ရင်ကြိုင်မှနဲ့
အခုတော့ပြန်လာနေမှုနှုတ်ဆက်တဲ့ချင်းနဲ့တေးသံသာပေါက်ဆက်ရှိုင်းလို့အခွဲပြန်ရပါဦးမယ်